အဲ့ကြောင်းရလေးကတော့တကယ်ပေါ့အင်ချမ်းမြေလောကတွေကဖြစ်ရမှန်တခုအင်ချမ်းမြေရောင်းဝယ်ကြတဲ့အင်ချမ်းမြေလုပ်ငန်းရှင်တော်တော်များများပေါ့နော်အင်ချမ်းမြေကျိုးဆောင်ကုမ္ပဏီတွေကစပြီးတော့ဒီမြေကွင်းနဲ့ပတ်သက်လို့အင်ချမ်းမြေနဲ့ပတ်သက်လို့ဈေးကောင်းပေးဝယ်တယ်စရှိသဖြင့်ပေါ့နော်အဲ့လိုမျိုးတွေသူကသတင်းစာမှာကြော်ညာတယ်အဲ့လိုကြော်ညာပြီးတဲ့အခါကျတော့ဒီမြေကွင်းနဲ့ပတ်သက်လို့သူတို့ကဟိုမှာသိန်း1000တန်တယ်ဆိုလို့ရှိရင်လည်းလောလောဆယ်သိန်း200လောက်ပဲဆရန်ချတာ1200ချတာပြီးတော့မှအဲ့ဒီဟာကိုအနည်းဆုံးသူတို့ကလမ်းနဲ့ချီပြီးတော့တစ်လလောက်ပေါ့နော်ခွာချင်းလိုက်တယ်ချင်းလိုက်ပြီးတော့မှဂျားတဲ့ကသူတို့ကနေပြီးတော့အယောင်ပြန်တင်ဒီမျိုးဘက်ကိုပြန်ရောင်းမယ်ဆိုပြီးတော့အယောင်ပြန်တင်လိုက်တဲ့ခါကျတော့အဲ့ဂျားထဲမှာဝင်မဲ့လူကလာလို့ရှိရင်သူတို့ကနေပြီးတော့မှဓမ္မလူစီကမိတူယူထားတယ်မိတူကိုပေးပြီးတော့မှတခါဆရန်ကြီးပြန်ယူတာပေါ့နော်ပြန်ယူပြီးတော့မှအဲ့တစ်လအတော်အတွင်းမှာပဲဒီမြေခွက်ကိုသူ1200သို့မဟုတ်1500ပေါ့အဲ့လိုမျိုးနဲ့ပြန်ရောင်းလိုက်တယ်အဲ့ဒီရတဲ့ငွေနဲ့ဓမ္မမူလအမိပေါက်စရောင်းတဲ့လူကိုသိန်း1000ပဲခြေလိုက်တဲ့ခါကျတော့သူတို့က1500ရောင်းလို့ရှိရင်သိန်း900အဲ့တစ်လအတော်အတွင်းမှာညက်သွားတယ်အဲ့လိုမျိုးတွေကလုံးလိလုံးထလက်ရှိအင်ချမ်းမြေလောကမှာရှိနေတာပေါ့နော်အဲ့ဒါတွေကိုဒီရောင်းသူတွေဝယ်သူတွေသိစေချင်တာပေါ့ဆရာဒါတကယ်ပြအဲ့လိုမျိုးဖြစ်တဲ့ခါကျတော့အဆင်ပြေတဲ့အခါရှိတယ်အဆင်မပြေတဲ့အခါရှိတယ်အဆင်ပြေတယ်ဆိုတော့ပါမစ်အစစ်ဖြစ်လို့ရှိရင်ကိစ္စမျိုးပါမစ်အတုတွေဒါပါမစ်အစစ်လားဆိုတာဝယ်တဲ့သူကဒီကျွမ်းကျင်တဲ့လူပေါ့နော်ပုံကိုယ်တွေခေါ်မသွားဘူးပဲနဲ့အကျိုးဆောင်ခြင်းပဲဆိုလို့ရှိရင်တခါကျတော့ဒီပစ္စည်းကမှန်ကန်ပါလေသူတို့ကအာမခံတယ်ဒါပေမဲ့မှန်ကန်လားမမှန်ကန်ဘူးလားဆိုတာကဒီမြေနဲ့ပတ်သက်သူတို့လည်းဒါလုံရင်းနဲ့မှနားလည်ထားတဲ့အတွက်ဒီမြေဟာပါမစ်စစ်တယ်ပါမစ်အတူမြို့အမြေစင်းမှာအမြေပေါက်တယ်မပေါက်ဘူးဆိုတာကမြို့မြေစင်းပေါ့အခုကတော့အခုရန်ကုန်မြို့တော်စီမံသားရေးကော်မတီပေါ့နော်မြေစီမံဌာနမှာစုံစမ်းပြီးတော့မှဒီအမြေပေါက်တယ်မှန်ကန်တယ်ဆိုမှသာကိုကဝယ်တင်တာပေါ့မြို့မြေစင်းမှာဘာမှအမြေမပေါက်ဘဲနဲ့ဝယ်လို့ရှိရင်ပါမစ်အတူနဲ့လည်းကြုံတတ်တယ်ပါမစ်ကတကယ်လို့မြို့မြေစင်းမှာအမြေပေါက်စဉ်မှန်တော့လဲပါမစ်ကအတူလားအစစ်လားဆိုတာကဒီအိုးအိမ်ကအရာရှိတွေလက်ရေးလက်မှတ်တွေကိုလည်းလေ့လာထားဖို့လိုတယ်ပေါ့အဲ့လိုကျွမ်းကျင်မှုတွေကိုရှိတဲ့ပုဂ္ဂိုလ်နဲ့အခေါ်ယူပြီးတော့မှစာဝယ်ယူချုပ်ဆိုလို့ရှိရင်အမှားနည်းတယ်အဲ့လိုမျိုးမဟုတ်လို့ရှိရင်အင်ချမ်းမြေလောကမှာကအဲ့လိုမျိုးပေါ့နော်တကွက်ကျော်လုံးတက်တဲ့ဒလေထုံးစံကြီးလို့ဖြစ်နေတယ်ဘယ်မျိုးနဲ့မဆိုပေါ့နော်အဲ့ဒါကိုစာဖတ်သူတွေသိစေချင်တဲ့အတွက်ဆရာကဒီဆောင်းပါးလေးကိုပူရီတွေကနေပြီးတော့ထုံးလုပ်ပြီးတော့မှပြည်သက်တွေကိုစာဖတ်သူတွေကိုတင်ပြပေးတာပေါ့နော်ဘုဒ္ဓတာပေါ့နော်ဆရာအဲ့ဒီပြဿနာကိုအခုထိလည်းရှိနေတယ်အခုထိလည်းရှိနေတော့မယ်ကိုကကိုပဲသတိကြီးစွာထားပြီးတော့ဆောင်းရရှောင်းရမယ်သူတို့ပဲအင်ချမ်းမြေကျိုးဆောင်ကတ်ဆောင်းထားရင်လေလူတွေကလောဘသားတွေလေလောဘသားတွေဖြစ်တဲ့အတွက်ဒီပေါ်မှာဒီလိုမျိုးဆောင်ရွက်တဲ့လေ့ထားတော့အနည်းနဲ့များတော့ရှိကြတယ်ရိုးသားဒီကနေပြီးတော့မှသူ့ကိုလက်အပ်လို့ငါပွဲကလေးပဲယူမယ်ဆိုပြီးတော့မှဒီလိုမျိုးတီတက်နဲ့ဆောင်ရွက်တဲ့အင်ချမ်းမြေကုမ္ပဏီတွေအကျိုးဆောင်တွေလည်းရှိပါတယ်ဒါပေမဲ့များသောအားဖြင့်တော့အဲ့လိုပုံစံမျိုးပေါ့နော်ခွကြော်တဲ့ဒလိတုံးစံလုံးလေးလောက်ထားရှိတာအဲ့ဒါတွေကိုဝယ်သူတွေကဘုမတိပါသိတဲ့အင်ချမ်းမြေလောကတွေရောက်လာလို့ရှိရင်အမားကြုံမှာဆိုလို့ဆရာဒီဆောင်းပါးလေးတွေကိုရေးပြီးတော့မနော်ဒီသူတွေကိုတင်ပြတာပေါ့